အဲ့တော့ကျွန်တော်တို့ဒီရှေ့မှာမျိုးသက်တစ်ခုရှိခဲ့တယ်ကျွန်တော်တို့တွေမျိုးသက်တစ်ခုမှာဘုံတရားရှိတဲ့မျိုးသက်တစ်ခုက1960ခုနှစ်ကြီးအားရည်ကျွန်တော်တို့ဝဲသားကိုပဲကဘုံတရားရှိရပ်တည်နိုင်တယ်60နှစ်ကနေ2010မှာတော့ဒီအမောင်ဆုံးတဲ့ခေတ်ပေါ်ဘုံတဲ့ဝဲသားတော့ကဘုံတရားရှာဆင်းလာပါတယ်နော်ဒါဘုံတရားရှာဆင်းရတယ်ဖြစ်လာခဲ့တယ်ဒီဘုံဆောင်ရွက်ခွင့်မရှိတော့အောက်ခေတ်ထဲမှာကြီးပြင်းနေရတယ်ဆိုတော့ရှင်သာတို့တွေကျွန်တော်တို့ဘုံတရားရှာဆင်းခဲ့ပါတယ်သူ60နှစ်ရှိရတော့ဘုံတဲ့ဝဲသားကြီးဆိုတာမြို့ကြီးမြို့ပါဘုံတရားနဲ့အကျင့်ဆုံးနဲ့မပါမချင်းဒီကကွန်ပျူတာရေးမှာပါတဲ့အကျိုးဆောင်ကြီးဖြစ်ပါတယ်ဒါကြီးကဒီဘုံတဲ့ဝဲသားကြီးကကျွန်တော်တို့ရဲ့မျိုးဆက်ပါဒုတိယမျိုးဆက်ကတော့1960နှစ်ကနေ2010ပေါ့ဒီမျိုးဆက်မှာတော့ကျွန်တော်တို့သိက္ခာကြာစင်းရတယ်ကံလေးဖြစ်ခဲ့ပြီးတော့ပွဲလားဆိုရင်ဂျုံကြီးတော့ပါလို့စမတီရဲ့ဒီလူတွေရဲ့တရားနဲ့ကြီးကြတဲ့စိတ်တွေရတတ်တာ2010ဆိုရတဲ့နိုင်ငံရေးကြောင်းလဲဆိုရပြောင်းလဲလာတော့ကျွန်တော်တို့သိပွဲတွေတက်ပြီးကြရတော့ဒါကြတော့ကျွန်တော်တို့ဒီလူတွေရဲ့အကျိုးရှိအောင်နိုင်ငံရဲ့အကျိုးရှိအောင်ဒီလိုချက်ကောင်းနေတဲ့အသေးလေးထား